ဒီနေ့မှာတော့ကျွန်တော်စင်းအောင်မစင်လာတာဘူးတဲ့ဘာသာရပ်တွေကို free လေ့လာလို့ရမယ်အပြင် diploma certificate တွေကိုပါယူလို့ရမယ် website တစ်ခုကိုပြောပြပေးပါမယ်ဒီ website နာမည်ကတော့ Elucent လို့ခေါ်ပါတယ်ဒီ website မှာတော့ကျွန်တော် course ပေါင်း9500ကျော်ရှိတယ်ဒီ website ကိုဘယ်လိုတုံးပြရမလဲဆိုတာကိုပြောပြပေးပါမယ်ဒီမှာတော့ website အပြင် application လည်းရှိပါတယ်အဲဆိုရင် application နဲ့ဝင်လိုက်မယ်ဝင်ပြီးရင် sign up ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကိုချိတ်ချင်တဲ့ Gmail ဖြစ်ဖြစ် Facebook ဖြစ်ဖြစ်တစ်ခုနဲ့ချိတ်လိုက်မယ်ချိတ်ပြီးရင်ကျွန်တော် for you မှာပေါ်ပါလိမ့်မယ်ဒီလိုဆိုရင်ကိုစိတ်ဝင်စားတဲ့ဘာသာရပ်တွေတူမေးခွန်းမေးပါတယ်အမှကိုကြိုက်တဲ့တွေရွေးပြီးမှ continue ဆိုတာနှိပ်လို့ရပါတယ်ဘယ်လိုလေ့လာရမလဲဆိုရင် explore တွေကိုနှိပ်လိုက်မယ် subject တွေအများကြီးရှိပါတယ် IT English Health Personal Development Language Sales and Marketing Business အစရှိတဲ့ပြင်အဲ့လို subject တွေအများကြီးရှိပါတယ်အဲ့အောက်မှာလည်းကိုကြိုက်တဲ့ဘာသာရပ်ကိုလေ့လာလို့ရလို့ကျွန်တော်ဒီ search bar မှာလည်းရိုက်ရှာပြီးမှလေ့လာလို့ရပါတယ်graphic design ကိုလေ့လာခြင်းနဲ့ဆိုရင်ဒီ search bar မှာ graphic design လို့ရိုက်ရှာရတာနဲ့ကျွန်တော် course တွေ diploma course တွေ certificate course တွေအများကြီးထွက်လာပါလိမ့်မယ်အဲ့ဒီကနေမှဒီမှာဆိုရင် beginner level advanced level ဆိုပြီးမှရှိပါတယ်ကိုတင်သားရဲ့ဘာသာရပ်တွေကိုဘယ်မှာကြည့်လို့ရလဲဆိုတော့ကျွန်တော် LAN မှာကြည့်လို့ရပါတယ်အဲ့ဒီမှာကိုဆက်လေ့လာခြင်းနဲ့ဆိုရင် continue LAN တွေကိုနှိပ်ပြီးမှလည်းလေ့လာလို့ရပါတယ်ဒီလိုပဲကျွန်တော်ပြီးတော့တဲ့ course တွေကို diploma ယူခြင်းနဲ့ certificate ယူခြင်းဆိုရင်တော့ကျွန်တော် shop ထဲကိုနှိပ်လိုက်မယ်နှိပ်ပြီး claim your certificate ကိုနှိပ်ပြီးတော့တို့ပြောတဲ့ဒေါ်လာကိုပေးပြီးမှကျွန်တော် certificate တွေ diploma ယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်တည်ကျင်တာရှိရင် comment အောက်မှာမေးတော့လို့ရပါတယ်ကျွန်တော် YouTube and TikTok ကိုလည်း subscribe and follow လုပ်ထားပေးပါအောင်ဗျာ